ကျော်ရီတယောက်လမ်းလျှောက်လာနေရင်သူ့တငယ်ချင်းစိုးကြီးကိုတွေ့လိုက်ရပါတယ် ဟိကောင်စိုးကြီးအဲ့မှာဘာလုပ်နေရတော့ ရှ်တူဟိုကောင်စမလို့စိုးကြီးကသူတို့ဘက်ကိုဥတီပြီးလာနေတဲ့ကောင်လေးတယောက်စီကိုမွေရုပ်ကြီးပြစ်ထည့်လိုက်ပါတယ်ကောင်လေးလည်းမွေရုပ်အစ်စ်ထင်သွားပြီးလှန့်ပြေးပါလေရော တကယ်ရှိရတဲ့ကောင်နေပါကွာအော်ဟိုမှာသားမင်းရောက်ပဲ သူတို့စီလာနေတဲ့သားမင်းယောက်စီကိုစိုးကြီးကဘုံအတုတလုံးပြစ်ချလိုက်ပါတယ်နှစ်ယောက်လုံးအရှမ်းကိုလှန့်သွားတာပါသမီးဖြစ်သူကတော့အစပိုင်းလှန့်သွားပေမဲ့စိုးကြီးတို့ကိုမြင်လိုက်ရတာမလို့အတော်လေးကိုဒေါသထွက်သွားပါတယ် ဟာလှမ်းတဲ့ပုံစံကြီးကလည်းရုပ်ဆိုးလိုက်တာကွာ ဒါပေမဲ့တကယ်ပြဿနာကအမေဖြစ်သူကအလန့်လွန်လန့်ပြီးရှောသွားတာပါဒီနောက်လူနာတင်ကရောက်လာပါတယ်အမေဖြစ်သူစစ်ကြည့်ရဲ့မရတော့ဘူးဆုံးသွားပါပြီတေသွားပြီမလို့အမှုဖွင့်ဖို့ရဲကရောက်လာပါတယ်သမီးဖြစ်သူကချက်ချင်းအမှုဖွင့်ပြီးဇိုးကြီးတို့ရှိတဲ့နေရာကိုရဲကိုပြလိုက်ပါတယ်ဒါပေမဲ့ဇိုးကြီးကအမြန်ပဲထွက်ပြေးသွားပါတယ်အဲ့တော့ကြံနေတဲ့ကြော်ကြီးကိုဖမ်းသွားပါလေရောကြော်ကြီးထောင်ထဲကိုရောက်သွားပါတယ် ဟွန်းပျော်အောင်လိုက်စပါတယ်ဆိုအခုတော့ထောင်ထဲကိုရောက်နေပြီကောင်းပါကွာ သူကတွားလက်အိုတွေ့သွားပါတယ် ဟာအဲ့ဒါအကြံကောင်းမဲဟိ ကျော်ကြီးကအိမ်သာအိုးထဲကောင်းဆိုင်ပြီးသူ့ကိုယ်သူခလုတ်နှိပ်လိုက်ပါတယ်။ဒီနောက်ကျော်ကြီးလည်းအိမ်သာအိုးကနေတဆင်အောက်ဖက်ပိုက်လိုင်းတွေထဲရောက်သွားပါလေရော ကျော်ကြီးတို့ဒီလိုဖမ်းလို့တော့မရဘူးလေကွာ ။သူကတွေ့ရအပေါက်တဲကိုစွတ်တွေအတင်းတွေတက်သွားပါတယ်။ဒါပေမဲ့ကန်ဆိုးတာကအဲ့ဒါကလည်းအိမ်သာအိုးနေရကြီးပါပဲ ဟာဒါအပြင်ထွက်ပေါက်မှမဟုတ်တာဒါပဲနေရာကြီးလေ ။သူရောက်နေတဲ့နေရာကတော့ရေချိုးကန်ကြီးတစ်ခုပါပဲ။အထဲမှာတော့မဆယ်တောင်းတောင်းနဲ့ထောင်သားကရေချိုးနေပါတယ်။ထောင်သားကကျော်ကြီးကိုမြင်သွားတာပေါ့။ကျော်ကြီးလည်းချက်ချင်းပြေးပြီးအပေါက်သွားဖွင့်တာပါပဲ။ဒါပေမဲ့မရှားလိုက်ပါဘူး။တကားကလော့ကျနေရပါ ကျိုးစမ်းနေနေတာတဲ့ဟာ မလုပ်ပါနဲ့ဗျာကြောက်ပါတယ်ဗျာကြောက်ပါတယ်ရှီကြီးခိုးပါတယ်ဗျာ မရတော့ဘူးကွာဟာ